ကြပါတယ်တခုခုကိုအာယုံမထားမိဘူးဆိုရင်စိတ်ကတခြားလူကတခြားဖြစ်နေလို့တဲ့ဘာမှမသိလိုက်ဘူးတဲ့အဲ့ဒါရုပ်နံကွဲနေတာပါပဲရှင်တခါတလေကျမတို့တနေ့ရာကိုကြည့်ပြီးငေးနေတာမျိုးတွေးနေတာမျိုးရှိတတ်ကြပါတယ်ရုပ်ကထိုင်နေပြီးစိတ်ကတနေ့ရောက်နေတာမျိုးပါဒါလည်းရုပ်နံကွဲနေတဲ့အချိန်ဖြစ်ပါတယ်အတန်တစ်ခုခုကြားတော့မှအမလေးလက်လိုက်တာဟဲ့တဲ့ရုပ်နံပြန်ပေါင်းသွားတဲ့အချိန်လေးဖြစ်သွားတာပါကျမတို့ဟင်းချက်နေရင်ရောရုပ်နံကွဲနေတာပါပဲရှင်ကျက်သွန်လှီးငရုတ်သီးထောင်စီတက်ဘာလုပ်ပါရုပ်ကြီးကသူ့ဘာသာဘာပြီးဘာလုပ်ရမလဲသိပါတယ်ဟင်းချက်ရတဲ့အချိန်တွေကလည်းများလှပြီလေစိတ်ကအတိတ်ရောက်လိုက်အနာဂတ်ရောက်လိုက်နေဖြစ်နေတာပါကျမတို့ရုပ်နံကွဲနေကြတာမသိကြတာနော်ကဲစီတက်ပြီးဟင်းချက်လဲရုပ်နံကကွဲလိုက်ပူးလိုက်ပါပဲစိတ်ကတခုခုတွေးရင်လူကဟင်းချက်တာပါရုပ်ရှင်ကြည့်ရင်ဒါမှမဟုတ်တခြင်းသားထောင်ရင်လည်းအတူတူပါပဲရှင်ရုပ်ရှင်ကြည့်နေတာတစ်ချိန်လုံးရုပ်ရှင်မှာအာရုံရှိထားပြီးကြည့်တယ်ထင်နိုင်ပါတယ်ရုပ်ရှင်ကြည့်နေတာမျက်စိက TV ကိုကြည့်နေပေမဲ့စိတ်ကတခြားရောက်သွားတတ်ပါတယ်ရုပ်က TV ကြည့်နေပေမဲ့စိတ်ကတခြားရောက်နေတာကရုပ်နံကွဲနေတာပါပဲတခြင်းသားထောင်နေတော့ရောစိတ်ကတခြင်းမှအမြဲမရှိပါဘူးထုံးစံအတိုင်းအတိတ်ရောက်လိုက်အနာဂတ်ရောက်လိုက်ပါပဲရုပ်ကတော့နားထောင်နေသလိုပဲစီးချက်တောင်မှလိုက်နေသေးတာပါတစ်ချက်မှသာစိတ်ကတခြင်းမှအာယုံပြုတ်နေတာပါနော်ထမင်းစားလဲဒီလိုပါပဲနော်တချို့ဆိုအယိုးတောင်စူးသေးတာအယိုးတောင်စားမိရဲ့အထိဖြစ်ကြတာအမေကစူပါရောလားထမင်းစားတာထမင်းနဲ့အာယုံထားမှပေါ့တယ်နော်လူကသာစားနေတာစိတ်ကတခြားရုပ်နံကွဲနေတာနော်ဆိုတော့ကျမတို့ကရုပ်နံလူတိုင်းကွဲနေပြီးသားပါအဝိဇ္ဇာအောင်တယ်လို့မသိကြတာပါရှင့်ရုပ်တရားနံတရားတွေသူတို့အလုပ်သူတို့လုပ်နေတာကိုမြင်နိုင်တာဝိဇ္ဇာဉာဏ်ရှိနေလို့ဖြစ်ပါတယ်ဒါကိုလွတ်နေတယ်လို့ပြညတ်တင်ကြပါတယ်နော်မိမိကိုယ်ကိုပြန်ဆင်ခြင်ကြည့်ကြပါရှင်ငါဘယ်နေရာရောက်နေသလဲလို့ဝိဇ္ဇာဉာဏ်နဲ့အလုံးသိနိုင်မြင်နိုင်ကြပါသေးရှင်ဒီကနေ့မျှဝေပေးသွားတဲ့အကြောင်းအရာနဲ့ပတ်သက်လို့မရှင်းလင်းတာသိလိုတာများရှိရင်ဒီဗီဒီယိုအောက်မှာ comment လေးများရေးသွားနိုင်ပါတယ်နော်အလင်းတင်တယ်လို့ဗီဒီယိုလေးများထပ်လုပ်ပြီးအကျယ်တဝင့်ရှင်းပြပေးပါမယ်ရှင်နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်